400နဲ့15မိုင်သွားမယ်လို့ကျွန်တော်ယူဆတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဖြည့်ရှင်းတယ်ခင်ဗျာကြည့်လိုက်ပါခဏဒီကျွန်တော်နိုင်တိုင်းကိုကျွန်တော်ချိန်တကာတော့ရောင်းခဲ့မှုပါတယ်မင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်တို့ကတော့ဓာတ်စီကိုကျွန်တော်တို့ဓာတ်စီမရပေးမနဲ့ဖြည့်ရှင်းရမယ်နီးမျိုးလို့ကျွန်တော်ကြံပါဒါကြောင့်ကျွန်တော်ကြံနေတဲ့အတိုင်းတာမှာ OBC အဖြူရောင်ကြီးပြားတယ်မှာကြီးရေလိုမျိုးဖြစ်နေလိမ့်မယ်အဲ့ OBC 3400နဲ့15မိုင်သွားမယ်လို့ကျွန်တော်ယူဆတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဖြည့်ရှင်းတယ်ခင်ဗျာကြည့်လိုက်ပါခဏဒီကျွန်တော်နိုင်တိုင်းကိုကျွန်တော်ချိန်တကာတော့ရောင်းခဲ့မှုပါတယ်ဒါ OBC လို့ကျွန်တော်ပြောထားပြီနော်ကျွန်တော်ထိတ်ရတယ်မှာကျွန်တော် OBC ပါဗျာဟုတ်ကဲ့ကျွန်တော်ဒါလေးနဲ့ကျွန်တော်မောင်းမယ်ဗျာအားလုံးနော်ဟုတ်တစ်ပြက်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ OBC BEC ပေါ့ဗျာပြောရရင်အဲ့ဒါနဲ့နိုင်ငံတိုးလို့ရတယ်နော်မမလည်းတက်စီမလို့ဗျာကျွန်တော်တို့ဘုံတော်တွေရှိတယ်ကျွန်တော်တို့သုံးမယ်ဘုံတော်တွေနော်အဲ့ဒါကျွန်တော်တင်တာ3400ဒီမှာစလိုးလေးကိုနားတော့ကြည့်ပါဒါစလိုးလေးပါ3400 1လီတာ15မိုင်90သွားလို့ရမှာလုံထားတော့โอเคကျွန်တော်တို့ပြောရင်မကြည့်ကျွန်တော်တို့ OBC ခေါ် BSC ကျွန်တော်အခုအဲ့ဒါနဲ့ထည့်ပေါင်းတာအောင်မြင်ပါတယ်ဘာမှပြဿနာမရှိဘူးလုပ်ရမယ်လုပ်ဖို့လိုတယ်ကဲအခုကျွန်တော်တိုးပြီဗျာကျွန်တော်မောင်းခွဲပါတော့အဲ့ဒါစီးဓာတ်ထုတ်သွားပြီအခုအောင်မြင်ပြီဘာမှခက်ပိုက်နေတွေ့တန်းရမလို့ဘာမှအောင်မလို့ရှောင်းလေးတော့တဝက်ဆွဲဖို့လိုတယ်ရှောင်းလေးတော့တင်းလျော်အောင်ဆွဲပေးပါဒါကျွန်တော်မောင်းမယ်ဗျာအပြီးမယ်ဟောကျွန်တော်ပြီးပါပြီဘာလို့လဲဗျာလက်စီမလို့ဗျာလက်စီလုံးဝမလို့တော့လက်စီလုံးဝမလို့ဗျာလာပါကျွန်တော်တို့ OBC နဲ့ထဲမောင်းလို့ရတာလေးပြချင်တာကျွန်တော်ကီလို80အထိမောင်းစမ်းသွားပြီဗျအောင်မြင်ပါတယ်ဗျအခုကျွန်တော်မောင်းပြမယ်ဗျဟုတ်ကျွန်တော်တို့ဒီမှာလည်းကျွန်တော်1လီတာဆိုရင်မိုင်အားဖြင့်ကျွန်တော်မောင်းရမှာဗျဒါကျွန်တော်အသာရပဲကျွန်တော်လုံးဝမောင်းနေတာလုံးဝကိုတက်ကြလုံးဝဟိုလိုတော့ဘယ်လိုလုပ်လို့ဗျဒါကျွန်တော်ဒီလိုနိုင်တိုင်းမှာကျွန်တော်ကလုံးဝလုံးဝဘူးလားဒီမကြည့်ရတော့ပါကျွန်တော်ဒါမှမဟုတ်ဘူးကျွန်တော်ကီလိုလေးက80ပြီးကျွန်တော်မောင်းပြတယ်ဒါတယောက်ပဲတယောက်ဆိုင်ကဟိုပြ80လောက်တော့မောင်းနေတယ်ဒါကျွန်တော်မောင်းတယ်တယောက်လေးပြတာရှိပါဒါကြီးကျွန်တော်မောင်းနေရတာကျွန်တော်တို့ရလာတယ်ကျွန်တော်ကတက်ဆိုင်လုပ်နေတာဗျအားလုံးမင်္ဂလာပါဒီကတော့ကျွန်တော်ကိုပုံမှန်ပါဟောဒီလိုလာတယ်ဦးဗျအားလုံးမင်္ဂလာပါကျလာဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်